ဒီရုပ်ရှင်ဟာအားနည်းတဲ့အထက်တန်းကျောင်းသားလေးတစ်ယောက်နဲ့အင်အားကြီးတဲ့လူမိုက်တစ်ယောက်တို့မတော်တဆခန္ဓာကိုယ်ချင်းလဲသွားတဲ့အကြောင်းရိုက်ကူးထားတာဖြစ်ပြီးသူတို့ရဲ့မူလခန္ဓာကိုယ်တွေစီပြန်ရောက်နိုင်ပါမလားဆိုတာ The Dudening မှာအတူတူကြည့်လိုက်ကြရအောင်ပါ The Dudening ကိုအလုပ်သွားဖို့ဇနီးတွေကိုနှုတ်ဆက်ချင်နေတဲ့ဩဇာအာဏာရှိတဲ့အမျိုးသားတစ်ယောက်ဖြစ်သူဂျောင်ပန်စု Jane Pan Su ရဲ့ဇလန်းနဲ့စတင်ထားပါတယ်ပန်စုဟာသူ့မြို့မှာနာမည်ကြီးမာဖီးယားဂိုင်းချုပ်ဖြစ်လို့ညစ်ပတ်တဲ့အလုပ်တွေကိုလောက်ကင်သူပါရုံးခန်းကိုရောက်တဲ့အခါမှာတော့သူကသူ့ရဲ့တစ္ဆာရှိလက်ပါစီမွန်ချောမန်ချောကိုသူ့လူတချို့နဲ့အတူမြို့ထဲကစက်ရုံတရုံကိုသွားဖို့တာဝန်ပေးလိုက်ပါတယ်စက်ရုံကိုရောက်တဲ့အခါမွန်ချောဟာစက်ရုံပိုင်ရှင်နဲ့တွေ့ပါတယ်တကယ်တော့သူအဲ့ဒီကိုလာရတဲ့အကြောင်းရင်းကစက်ရုံပိုင်ရှင်ကိုမြေယာလွှဲပြောင်းပေးအပ်လွှာမှာလက်မှတ်ထိုးဖို့အတင်းအဓမ္မစေခိုင်းဖို့ပါစက်ရုံပိုင်ရှင်ကင်ဂျောင်ကီရှိဟာဂျောင်ကီဂျန်ခိုင်လို့ခေါ်တဲ့တာမန်ရွယ်အမျိုးသားတစ်ယောက်ဖြစ်ပါတယ်ဂျောင်ကီဟာတုံ့ပြန်တိုက်ခိုက်ဖို့အင်အားမရှိတဲ့ရိုးသားတဲ့လူတစ်ယောက်ပါအစပိုင်းမှာသူကမြေယာလွှဲပြောင်းလွှာမှာလက်မှတ်ထိုးဖို့ညှင်းဆန်ခဲ့ပါတယ်ဒါပေမဲ့မွန်ချောရဲ့လူတွေကသူ့ကိုအကြမ်းဖက်နည်းနဲ့ဆက်လက်ဖိအားပေးခဲ့ပြီးအဲ့ဒီနားမှာရှိတဲ့မျက်ရည်စက်နဲ့သူ့လက်ကိုဖျက်ပစ်မယ်လို့တောင်ချင်းချောက်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဖိအားတွေအောက်မှာဂျောင်ကီဟာလက်လျှော့ပြီးမြေယာလွှဲပြောင်းလာမှာလက်မှတ်ထိုးပေးလိုက်ရပါတယ်သူတို့လိုချင်တာရသွားပြီးနောက်မှာတော့မွန်ချောနဲ့သူ့လူတွေဟာပျော်ရွှင်တဲ့မျက်နှာတွေနဲ့ထွက်ခွာသွားကြပါတယ်တစ်ဖက်မှာလည်းပန်စုဟာညစာစားနေတော့မှဘော့စီယန်လို့ခေါ်တဲ့အမျိုးသားတစ်ယောက်ကသူ့စီချင်းကပ်လာပါတယ်ပန်စုရဲ့မျက်နှာကိုကြည့်ုံနဲ့သူဟာဘော့စီယန်ရောက်လာတာကိုတိတ်မကြိုက်ဘူးဆိုတာသိတာပါတယ်သူတို့ဟာမာဖီးယားအဖွဲ့အစည်းတစ်ခုတည်းအောက်မှာအလုပ်လုပ်နေကြတာဖြစ်ပေမဲ့သူတို့နှစ်ယောက်ဟာမတည့်ကြသလိုစကားပြောနေတော့မှဘော့စီယန်ကစပွဲကိုတောင်ထုရိုက်ခဲ့ပါတယ်တကယ်တော့သူတို့နှစ်ယောက်ဟာသူတို့အဖွဲ့အစည်းမှာမာဖီးယားခေါင်းဆောင်နေရာရဖို့အတွက်လူနေကြတာဖြစ်ပြီးအဲ့ဒီခေါင်းဆောင်နေရာကိုလက်ရှိမှာတော့ပန်စုရဲ့ရောက်ခမကရယူထားတာပါအချိန်နှဲငယ်ကြာမှာပန်စုဟာခောက်ဆွဲဆိုင်တစ်ဆိုင်မှာတယောက်တည်းနေလေစားနေပါတဲ့သူ့စပွဲရဲ့တစ်ဖက်မှာတော့မျက်မှန်တက်ထားတဲ့အထက်တန်းကျောင်းသားလေးကင်တောင်ဟွန်းခင်ဒေါင်ယန်ကလည်းအဲ့ဒီဆိုင်မှာပဲခောက်ဆွဲစားနေပါတယ်အစားတောက်ပြီးတဲ့အခါသူတို့နှစ်ယောက်လုံးပတ်စံရှင်းဖို့ငွေကောင်းတာမှာတန်းစီကြပါတယ်ကန်ဆိုးတာကအဲ့ဒီနေ့မှာဒေါင်ဟွန်းကသူ့ပတ်စံအိတ်ယူလာဖို့မေးသွားခဲ့တာပါဒါကိုကြားလိုက်တဲ့အခါခောက်ဆွဲဆိုင်ပိုင်ရှင်အဖွားအိုကပန်စုကိုလှမ်းကြည့်ပြီးဒေါင်ဟွန်းရဲ့ဖိုးကိုပါရှင်းပေးဖို့တောင်းဆိုပါတယ်သူမမထားတဲ့အစားအစာအတွက်ပတ်စံရှင်းပေးရလို့နည်းနည်းတော့စိတ်နှောက်ယှက်ဖြစ်ပေမဲ့နောက်ဆုံးမှာတော့ပန်စုဟာအဖွားအိုရဲ့တောင်းဆိုချက်ကိုလိုက်ရောပေးလိုက်ပါတယ်ဒေါင်ဟွန်းကသူမသိတဲ့သစိမ်းတစ်ယောက်ဖြစ်တဲ့ပန်စုကိုချက်ချင်းကျေးဇူးတင်စကားပြောပါတယ်ပတ်စံရှင်းပြီးတဲ့အခါအဖွားအိုကပန်စုဟာနောက်ပိုင်းမှာလက်ဆောင်တစ်ခုရလိမ့်မယ်လို့ပြောခဲ့ပါတယ်ခောက်ဆွဲဆိုင်မှာစားပြီးချင်းမှာပဲဒေါင်ဟွန်းဟာခောက်ဆွဲဆိုင်နားမှာရှိတဲ့သူ့ရဲ့ကျောင်းဆောက်အုံခေါင်းမိုးပေါ်ကိုရောက်နေပါပြီသူဟာအဆောက်အုံခေါင်းမိုးပေါ်ကအင်တင်နာမှာညှိနေတဲ့ဖက်နှက်တစ်ဖက်ကိုယူဖို့ကြိုးစားနေတာကိုတွေ့ရပါတယ်တကယ်တော့ဒေါင်ဟွန်းဟာသူ့အတန်းဖော်ရဲ့အနိုင်ကျင့်ခြင်းကိုခံနေရတာဖြစ်ပြီးသူ့ဖက်နှက်တစ်ဖက်ကအင်တင်နာမှာသွားညတီးနေတာပါသူကဖက်နှက်ကိုမိဖို့ခြေဖျားလေးထောက်ပြီးကြိုးစားနေတော့မှကံမကောင်းစွာနဲ့ပဲသူ့ရဲ့ကိုဟန်ချက်ပြတ်သွားပြီးလမ်းမပေါ်ကိုပြုတ်ကျသွားပါတယ်သူပြုတ်ကျလာတဲ့အခါသူ့ခန္ဓာကိုယ်ကအဲ့ဒီလမ်းမပေါ်မှာပဲဖုံးပြောပြီးရက်နေတဲ့ပန်စုနဲ့တွားတိုက်မိပါတယ်ဒီမတော်တဆမှုကြောင့်ပန်စုနဲ့ဒေါင်ဟွန်းတို့ကိုဆေးရုံကိုအမြန်ပို့ပြီးကုသပေးခဲ့ရပါတယ်ကံကောင်းထောက်မစွာနဲ့သူတို့အသက်တွေမတည်ခဲ့ပေမဲ့ခဏကသတိမမျောခမောင်နေခဲ့ကြပါတယ်သတိပြန်ရလာတဲ့အခါမှာတော့သူကဝေခွဲမရဖြစ်နေပြီးသူ့ခန္ဓာကိုယ်မှာတစ်ခုခုထူးဆန်းနေတယ်လို့ခံစားလိုက်ရပါတယ်သူကတင်ပေါ်ကထပ်ပြီးမှန်ထဲကိုကြည့်လိုက်တဲ့အခါသူ့ရဲ့မျက်နှာကပိုပြီးငယ်ရွယ်သွားတာကိုတွေ့လိုက်ရလို့အရန်ကိုအတင်သွားပါတယ်အဲ့ဒီခန္ဓာကိုယ်ကသူ့ခန္ဓာကိုယ်မဟုတ်ဘူးဆိုတာသိလိုက်ရတဲ့အခါသူပိုပြီးဇဝေဇဝါဖြစ်သွားပါတယ်အဲ့လောက်စဉ်းစားပြီးနောက်မှာသူကသူ့ရဲ့ခန္ဓာကိုယ်နဲ့ဝိညာဉ်ဟာဒေါင်ဟွန်းနဲ့လဲသွားပြီဆိုတာကိုနားလည်သွားပါတယ်သူကဆေးရုံမှာသတိမေ့မျောနေစေဖြစ်တဲ့သူ့ရဲ့တကယ်ခန္ဓာကိုယ်ရှိရာအခန်းထဲကိုလှမ်းကြည့်လိုက်ပါတယ်မကြခင်မှာပဲဒေါင်ဟွန်းရဲ့အဖေကသူကုသမှုခံယူနေတဲ့အခန်းထဲကိုရောက်လာပါတယ်တကယ်တော့ဒေါင်ဟွန်းရဲ့အဖေဟာမြေယာလွှဲပြောင်းမှုကိစ္စနဲ့ပတ်သက်ပြီးအရင်ကသူ့လက်ပါစီတွေရဲ့ချင်းချောက်မှုကိုခံခဲ့ရတဲ့စက်ရုံပိုင်ရှင်ပဲဖြစ်ပါတယ်သူ့သားကိုကုသပေးတဲ့ဆရာဝန်နဲ့တွေ့တဲ့အခါမှာတော့ဆရာဝန်ကဒေါင်ဟွန်းရဲ့အဖေကိုသူ့သားမှာမှတ်ဉာဏ်ပျောက်ဆုံးနေတယ်လို့ပြောပြပါတယ်အဲ့ဒီနောက်မှာပန်စုမှာတခြားရွေးချယ်စရာမရှိတော့ပါဘူးသူဟာဒေါင်ဟွန်းရဲ့အဖေနဲ့အတူအိမ်ကိုလိုက်သွားဖို့နဲ့အထက်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ဘဝကိုဖျက်ဆီးဖို့အတင်းအဓမ္မစေခိုင်းခြင်းခံရပါတယ်နောက်နေ့မှာပန်စုဟာသူ့အဖေနဲ့အတူကျောင်းသွားပါတယ်အဲ့ဒီမှာသူ့အဖေကကျောင်းအုပ်ကြီးကိုသူ့သားကျောင်းအဆောက်အုံခေါင်းမိုးပေါ်ကပြုတ်ကျတဲ့အထိခဏအနိုင်ကျင့်ခံနေရတဲ့ကိစ္စအကြောင်းမေးမြန်းပါတယ်ဒါပေမဲ့ကျောင်းအုပ်ကြီးကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းမပြောခဲ့ပါဘူးပန်စုဟာအတန်းထဲကိုသွားပါတယ်အခုဒေါင်ဟွန်းရဲ့ခန္ဓာကိုယ်ထဲကိုရောက်နေတဲ့ပန်စုဟာဒေါင်ဟွန်းကသူ့အတန်းဖော်ရဲ့ခဏအနိုင်ကျင့်ခြင်းခံနေရတာကိုသိလိုက်ရပါတယ်အဲ့ဒီနေ့မှာသူကအိုယွန်းဂျွန်လို့ခေါ်တဲ့ကျောင်းသူလေးတစ်ယောက်သူမရဲ့တငယ်ချဟင်းတွေရဲ့အနိုင်ကျင့်တာခံနေရတာကိုမြင်လိုက်ရပါတယ်ပန်စုကဒီအတိုင်းငြိမ်မနေပဲအနိုင်ကျင့်တဲ့သူတွေကိုပြန်တိုက်ခိုက်ပြီးအဲ့ဒီကျောင်းသူလေးကိုကာကွယ်ပေးခဲ့ပါတယ်ပန်စုဟာသူ့အတန်းဖော်တချို့ရဲ့ကျောင်းနောက်ဖေးကိုခေါ်သွားခြင်းခံရပါတယ်ဒါပေမဲ့သူ့အတန်းဖော်တွေဟာဒေါင်ဟွန်းကသူတို့ကိုပြန်ထိုးပြီးပြန်လဲခုခံရဲတာကိုသိသွားတဲ့အခါအံ့ဩသွားကြပါတယ်မာဖီးယားတယောက်အနေနဲ့ကြမ်းတမ်းတဲ့ဘဝကိုဖျက်ဆီးလာတဲ့ပန်စုအတွက်ကတော့အထက်တန်းကျောင်းသားလေးတွေရဲ့အနိုင်ကျင့်မှုကိုအလွယ်တကူတုံ့ပြန်နိုင်တာပေါ့သူ့အတန်းဖော်တွေအားလုံးဟာကြောက်လန့်သွားတဲ့အထိအရိုက်ခံလိုက်ရပါတယ်ညနေပိုင်းမှာတော့အရင်ကဒေါင်ဟွန်းကိုအနိုင်ကျင့်ခဲ့တဲ့လူမိုက်လေးတွေဟာကျောင်းအိမ်သားထဲမှာကြောင်းသားတယောက်ကိုအနိုင်ကျင့်နေတာတွေ့ရပါတယ်ပန်စုကရောက်လာပြီးသူ့ဘေးမှာထိုင်တဲ့တငယ်ချင်းကိုကာကွယ်ပေးပါတယ်သူကသူတို့ကိုတယောက်ချင်းစီအလွယ်တကူနှိမ်နင်းနိုင်ခဲ့ပါတယ်အဲ့ဒီနောက်သူကအနိုင်ကျင့်တဲ့သူတွေကတယောက်ရဲ့လက်ကင်ဖုန်းကိုတင်းယူလိုက်ပါတယ်အိမ်ရောက်တဲ့အခါအဲ့ဒီဖုန်းထဲမှာအားနေတဲ့ကလေးတွေကိုသူတို့အနိုင်ကျင့်ထားတဲ့ဓာတ်ပုံတွေနဲ့ဗီဒီယိုမှတ်တမ်းတချို့ကိုမြင်လိုက်ရပါတယ်ပန်စုကသူ့တငယ်ချင်းကိုအနိုင်ကျင့်တဲ့လူမိုက်ကောင်လေးရဲ့ဖုန်းကိုထပ်ပြီးစစ်ဆေးပါတယ်အဲ့ဒီမှာတကယ်တောင်ဟွန်းဟာခေါင်းမိုးပေါ်ကပြုတ်ကျပြီးသူ့ကိုမတိုက်မိခင်မှာအနိုင်ကျင့်ခံထားရတဲ့ဗီဒီယိုမှတ်တမ်းကိုသူတွေ့လိုက်ရပါတယ်ဗီဒီယိုကနေတဆင့်ဒေါင်ဟွန်းကိုအနိုင်ကျင့်ခဲ့တဲ့မျက်နှာတိုင်းကိုသူသတိထားကြည့်လိုက်ပါတယ်။နောက်နေ့မှာတော့သူကအနိုင်ကျင့်တဲ့သူတွေအားလုံးကိုခေါ်ထုတ်ပြီးအကုန်လုံးကိုရိုက်နှက်ဆုံးမပါတယ်။အဲ့ဒီနောက်မှာပန်စုကအနိုင်ကျင့်တဲ့ကျောင်းသားတွေကိုနောက်တစ်ခါထပ်ဖြစ်ရင်ဒီဗီဒီယိုမှတ်တမ်းသက်သေတွေကိုရဲစခန်းကိုယူသွားဖို့ဝေခွင့်မနေဘူးလို့ချင်းချောက်လိုက်ပါတယ်။နောက်ခန်းမှာတော့ကားပါကင်တစ်ခုမှာရှိတဲ့ပန်စုရဲ့ဇနီးတဲ့စီကိုဇလန်းပြောင်းသွားပါတယ်။ပန်စုရဲ့ဇနီးတီဟာတခြားမျိုးသားတစ်ယောက်နဲ့ဖောက်ပြ
ကိုနေတာကိုမြင်တွေ့ရပါတယ်ရုတ်တရက်ဆိုသလိုသူမဟာဘော့စီယန်ရဲ့တားဆီးခြင်းကိုခံလိုက်ရပြီးအဲ့ဒီမှာဘော့စီယန်ကပန်စုကိုဖယ်ရှားဖို့အတူပူးပေါင်းဆောင်ရွက်ဖို့သူမကိုဖိတ်ခေါ်ပါတယ်ဒါဟာဘော့စီယန်အတွက်မာဖီးယားခေါင်းဆောင်နေရာရဖို့လမ်းကြောင်းပို့ချုံးမွေသွားအောင်လို့ပါပန်စုရဲ့ဇနီးဟာသူမရဲ့ဖောက်ပြန်မှုကိုမာဖီးယားခိုင်းချုပ်ဖြစ်တဲ့သူမအဖေတီးသွားမှာကိုကြောက်တာကြောင့်အဲ့ဒီသဘောတူညီချက်ကိုလက်ခံလိုက်ပါတယ်တခြားတနေရာမှာတော့မွန်ချောဟာသူ့ရဲ့တိုက်ခန်းမှာရှိနေတော့ရုတ်တရက်ပန်စုရောက်လာပါတယ်မွန်ချောဟာအံ့အားသင့်သွားပါတဲဘာလို့လဲဆိုတော့ပန်စုလို့ပြောနေတဲ့သူဟာအထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်နေလို့ပါအစမှာတော့မွန်ချောကပန်စုကိုမမှတ်မိပါဘူးဒါပေမဲ့ခက်ခက်ခဲခဲစကားပြောဆိုပြီးတဲ့နောက်မှာတော့သူ့ရှိမှထိုင်နေတဲ့အထက်တန်းကျောင်းသားဟာသူ့ရဲ့အလုပ်ရှင်ပန်စုဖြစ်မှန်းမွန်ချောနားလဲသွားပါတယ်နောက်နေ့မှာပန်စုဟာယွန်းဂျွန်နဲ့တွေ့ပါတယ်သူတို့စကားပြောနေတော့မှပဲယွန်းဂျွန်ရဲ့အမေကသူမကိုလာကြိုပါတယ်ယွန်းဂျွန်ရဲ့အမေဟာအိုမီဆွန်းအိုမစ်ဆန်ဖြစ်နေတာကိုသိလိုက်ရတဲ့အခါသူအံ့ဩသွားပါတယ်တကယ်တော့မီဆွန်းဟာသူ့အထက်တန်းကျောင်းသားဘဝတုန်းကရည်စားဖြစ်ခဲ့တယ်လို့သူစွန့်ပစ်ခဲ့တဲ့ပထမဆုံးဇနီးလည်းဖြစ်နေပါတယ်ယွန်းဂျွန်ဟာအတိတ်ကသူ့ရဲ့တွေးသားရင်းချသမီးဖြစ်နိုင်တယ်လို့တန်တရားဝင်တာကြောင့်ပန်စုကယွန်းဂျွန်ရဲ့စပင်ကိုဆွဲယူလိုက်ပါတယ်အဲ့ဒီနောက်ပန်စုကမွန်ချောကိုဆေးရုံလာဖို့နဲ့ဆေးရုံမှာရှိနေတဲ့သူ့ရဲ့တကယ်ခန္ဓာကိုယ်ကစပင်ကိုသွားယူဖို့ခိုင်းပါတယ်နောက်ပိုင်းမှာမွန်ချောကညာစစ်ဆေးဖို့အတွက်အဲ့ဒီစပင်တွေကိုယူသွားပါတယ်ညာစစ်ဆေးချက်ရလက်ထွက်လာတဲ့အခါယွန်းဂျွန်ဟာတကယ်ပဲသူ့သမီးဖြစ်နေတာတေချာသွားပါတယ်ဒါကိုသိလိုက်ရတဲ့အခါသူ့ရဲ့ဖခင်စိတ်ဓာတ်တွေနိုးထလာပါတယ်ဒါအပြင်ယွန်းဂျွန်ဟာအဖေမရှိလို့ခဏခဏအနိုင်ကျင့်ခံနေရတာကိုသူတွေ့နေရတာကြောင့်ကလေးစားခြင်းစိတ်ပြင်းပြလာပါတယ်ပန်စုကယွန်းဂျွန်ကိုအနိုင်ကျင့်ခဲ့တဲ့အထက်တန်းကျောင်းသားတွေကိုခြေထောက်ချိုးပစ်ဖို့မွန်ချောကိုခိုင်းပါတယ်ဒါပေမဲ့မွန်ချောကရဲနဲ့ပြဿနာမတက်ချင်တာကြောင့်ညှင်းဆိုခဲ့ပါတယ်ဒါကြောင့်ပန်စုကသူ့သမီးကျောင်းကအနိုင်ကျင့်တဲ့သူတွေကိုပြန်လည်တိုက်ခိုက်နိုင်ဖို့တခြားနည်းလမ်းတွေသုံးပါတယ်ပန်စုကယွန်းဂျွန်ကိုကိုကာကွယ်နိုင်အောင် fitness center မှာလေ့ကျင့်ဖို့ခေါ်သွားပါတယ်သူတို့နှစ်ယောက်ပြင်းပြင်းထန်ထန်လေ့ကျင့်ကန်လုပ်ခဲ့ကြတာကြောင့်တဖြည်းဖြည်းနဲ့အရင်ကဝါဝါတုတ်တုတ်ဖြစ်ခဲ့တဲ့ဒေါင်ဟုံးရဲ့ခန္ဓာကိုယ်ဟာအချိုးစားကြပြီးအားကစားသမားကိုလုံးမျိုးဖြစ်လာပါတယ်ရုပ်ရည်ကတိတိတတ်တာပြောင်းလဲသွားတာကြောင့်ပန်စုဟာကျောင်းမှာအိုင်ဒေါဟိုင်ဒေါအမှုပညာရှင်တယောက်လိုအာယုံစိုက်ခြင်းခံရပါတယ်တနေ့မှာတော့ပန်စုဟာကျောင်းဆင်းပြီးနောက်ယွန်းဂျွန်ရဲ့အိမ်ကိုဝင်လည်ပါတယ်အဲ့ဒီမှာသူ့သမီးရဲ့တပ်ပုံတွေကိုမြင်ပြီးသူမကြီးပြင်းလာတာကိုအတူတူမရှိပေးနိုင်ခဲ့လို့သူဝမ်းနေသွားပါတယ်အဲ့ဒီနောက်သူဟာဖုန်းကင်မရာနဲ့အဲ့ဒီတပ်ပုံတွေကိုတိတ်တဆိတ်ရိုက်ယူခဲ့ပါတယ်တညမှာတော့ဒေါင်ဟုံးရဲ့အဖေဟာအိမ်နာကလူသူပြင်းမဲ့တဲ့လမ်းကြားတစ်ခုမှာလမ်းလျှောက်နေပါတယ်ကံမကောင်းစွာနဲ့လမ်းလေကောင်မှာပတ်စံတောင်းတဲ့လူမိုက်တစုနဲ့တိုးပါတယ်ပန်စုကသူ့အဖေအဝိုင်းခံရတော့မယ့်အချိန်မှာကာကွယ်ဖို့ရောက်လာပါတယ်ဒါပေမဲ့အခြေအနေကပြောင်းပြန်ဖြစ်သွားပါတယ်ဘာလို့လဲဆိုတော့တိုက်ခိုက်ခြင်းမရှိတဲ့သူ့အဖေကပန်စုကိုလူမိုက်တွေရဲ့ရန်ကနေကာကွယ်ဖို့အတင်းဖက်ထားတာကြောင့်ပန်စုကလူမိုက်တွေကိုပြန်မချနိုင်ဖြစ်သွားပါတယ်နောက်နေ့မှာတော့ပန်စုကမွန်ချောကိုလူလွတ်ပြီးအဲ့ဒီလူမိုက်တွေရဲ့စခန်းကိုဝင်စီးခိုင်းပါတယ်သူ့ရဲ့ကိုယ်ခံပညာအရေးချင်းနဲ့ရက်ဆက်တဲ့တဘာဝကြောင့်အဲ့ဒီကလူမိုက်တွေဟာမွန်ချောနဲ့သူ့လူတွေကိုပြန်မတိုက်ရဲပဲငြိမ်နေခဲ့ရပါတယ်။ကျောင်းမှာတော့ယွန်းဂျွန်ဟာသူမအဖေနဲ့လေ့ကျင့်ထားတာကြောင့်ကိုကာကွယ်ရဲလာပုံရပါတယ်။သူမဟာကျောင်းကအနိုင်ကျင့်တဲ့သူတွေကိုပြန်လည်တိုက်ခိုက်ရဲလာပါတယ်။ဒီအတော်အတွင်းယွန်းဂျွန်ရဲ့အိမ်မှာပန်စုကမီဆွန်းစီကိုတွားလဲပါတယ်။မီဆွန်းဟာသူမရဲ့ထမင်းဆိုင်မှာဖောက်တယ်တွေကိုဧည့်ခံရင်အလုရှုံနေပါတယ်။ရုတ်တရက်ဆိုသလိုအမျိုးသားဖောက်တယ်တယောက်ကသူမရဲ့တင်ပါးကိုပုတ်ပြီးနှောက်ယှက်ပါတယ်။ဒါကိုမြင်တဲ့ပန်စုကလက်မခံနိုင်ပဲအဲ့ဒီဖောက်တယ်ကိုရိုက်နှက်ဆုံးမလိုက်ပါတယ်။ဖောက်တယ်ကိုရိုက်ပြီးနောက်မှာပန်စုကမီဆွန်းကိုစကားပြောဖို့ဖိတ်ခေါ်ပါတယ်။ဒီအထက်တန်းကျောင်းသားလေးရဲ့ခန္ဓာကိုယ်ထဲမှာသူမရဲ့ပထမဆုံးခင်ပွန်းပန်စုရဲ့ဝိညာဉ်ရှိနေတယ်လို့သူကရှင်းပြပါတယ်ဒါကိုကြတော့မီဆွန်းကချက်ချင်းမယုံပါဘူးဒါပေမဲ့အကြာကြီးစကားပြောပြီးတဲ့နောက်မှာတော့မီဆွန်းကနောက်ဆုံးမှယုံကြည်သွားပြီးသူမကိုပစ်ထားခဲ့တဲ့အတွက်ပန်စုကိုစိတ်ဆိုးပါတယ်တစ်ဖက်မှာလည်းယွန်းဂျွန်ဟာအခုဆိုရင်အတန်းဖော်ရဲ့လက်ခံမှုကိုရနေပါပြီသူမဟာအတန်းဖော်တယောက်ရဲ့ပါတီပွဲကိုတောင်ဖိတ်ကြားခံရပါတယ်အဲ့ဒီညမှာယွန်းဂျွန်ပါတီကိုသွားတဲ့အခါပန်စုရဲ့အတန်းဖော်တယောက်အနိုင်ကျင့်ခံနေရပြီးပါတီမှာစပွဲတို့အဖြစ်ခိုင်းစေခံရတာကိုမြင်လိုက်ရပါတယ်ပန်စုစီကိုဖုန်းတစ်ဆက်ရောက်လာပါတယ်အဲ့ဒါကတော့ယွန်းဂျွန်ဟာအနိုင်ကျင့်ခံဖို့အတွက်ပဲပါတီကိုလာခဲ့တာဖြစ်ကြောင်းပြောတာပါဒါကိုကြားလိုက်ရတဲ့အခါသူဟာယွန်းဂျွန်ကိုကယ်ဖို့ချက်ချင်းလိုက်သွားပါတယ်သူအဲ့ဒီကိုရောက်သွားတဲ့အခါသူ့သမီးအနိုင်ကျင့်ခံနေရတာကိုတကယ်ပဲတွေ့လိုက်ရပါတယ်သူကအနိုင်ကျင့်တဲ့သူတွေအကုန်လုံးကိုချက်ချင်းရိုက်နှက်ပြီးယွန်းဂျွန်ကိုအိမ်ပြန်ခေါ်လာပါတယ်အချိန်တန်ကြာတဲ့အခါမွန်ချောကပန်စုကိုပန်းကြံတစ်ခုမှတွေ့ပါတယ်သူ့ဇနီးဟာဖောက်ပြန်နေပြီးသူ့ကိုဖယ်ရှားဖို့ဘော့စီယန်နဲ့ပူးပေါင်းနေတဲ့အကြောင်းသတင်းပေးပါတယ်ဒါကိုကြားရတဲ့အခါပန်စုကမွန်ချောကိုမာဖီးယားကိုင်းချုပ်ဖြစ်တဲ့သူ့ရောက်ခမစီစားတစောင်ပို့ခိုင်းပါတယ်တနေ့မှာတော့သူတို့နီးကပ်မှုကြောင့်ယွန်းဂျွန်ဟာဒေါင်ဟုံးရဲ့ခန္ဓာကိုယ်ထဲကပန်စုကိုစတင်ချင်းမိလာပါတယ်အဲ့ဒါကိုပန်စုကပြက်ပြက်တသားညှင်းဆိုပြီးသူမကိုထားခဲ့ပါတယ်ဇလန်ကဘော့စီယန်စီပြောင်းသွားပါတယ်သူဟာပန်စုရဲ့ခန္ဓာကိုယ်သတိမေ့မျောနေတဲ့ဆေးရုံခန်းကိုသွားလဲပါတယ်ဘော့စီယန်ကသူ့ကိုတက်ပစ်ဖို့ရည်ရွယ်ချက်နဲ့လာတာပါဒါပေမဲ့ရုတ်တရက်ဆိုသလိုပန်စုရဲ့ခန္ဓာကိုယ်ကသတိပြန်ရလာပါတယ်ဘော့စီယန်ဟာအယမ်းလန့်ပြီးထိတ်လန့်သွားတာကြောင့်လဲကျပြီးသတိလစ်သွားပါတယ်ပန်စုရဲ့ခန္ဓာကိုယ်ထဲကိုရောက်နေတဲ့ဒေါင်ဟုံးဟာသတိရလာပြီးနောက်အိမ်ကိုပြန်သွားပါတယ်အိမ်ရောက်တော့သူ့အဖေကိုဖတ်လိုက်ပေမဲ့သူ့အဖေကသူ့ကိုမမှတ်မိပါဘူးဘာလို့လဲဆိုတော့သူ့ဝိညာဉ်ကတခြားလူရဲ့ခန္ဓာကိုယ်ထဲမှာပိတ်မိနေလို့ပါထိတ်လန့်မှုတွေငြိမ်သက်သွားပြီးနောက်မှာပန်စုအိမ်ပြန်ရောက်လာပါတယ်သူတို့၃ယောက်အတူတူထိုင်ပြီးပန်စုကဖြစ်ပျက်ခဲ့တာတွေကိုရှင်းပြပါအဲ့ဒီနောက်ပန်စုကဒေါင်ဟုံးကိုမီဆွန်းရဲ့ဆိုင်ကိုလာဖို့ပြောပါတယ်သူတို့မီဆွန်းအိမ်ကိုသွားလေတဲ့အခါဘော့စီယန်ကလည်းပန်စုကိုဖယ်ရှားဖို့ရောက်လာပါတယ်အဲ့ဒီမှာရန်ပွဲဖြစ်ကြပြီးပန်စုနဲ့ဒေါင်ဟုံးရဲ့ခန္ဓာကိုယ်တွေကလူမိုက်တွေနဲ့ပြန်တိုက်ကြပါတယ်နောက်ဆုံးမှာတော့ပန်စုဟာဘော့စီယန်ရဲ့မိသက်ပိုက်နဲ့ရိုက်ခံရလို့လဲကျသွားပါတယ်ထိတ်လန့်သွားတဲ့မီဆွန်းဟာချက်ချင်းပဲမီးဖိုချောင်ထဲဝင်ပြီးသူတို့ရှိကို gas အိုးတစ်လုံးတည်လာပါတယ်သူမကဘော့စီယန်နဲ့သူ့လူတွေကိုအခုချက်ချင်းထွက်မသွားရင် gas အိုးကိုဖောက်ခွဲပြီးကိုတက်တင်မယ်လို့ချင်းချောက်ပါတယ်အဲ့ဒီအမျိုးသမီးရဲ့မာယူရဲ့ဆံမှုကိုမြင်တော့ဘော့စီယန်ကနောက်ဆုံးမှထွက်သွားပါတယ်
ရက်အနေငယ်အကြာမှာပန်စုရဲ့ရောက်ခမကသူ့ကိုအိမ်လာဖို့ဖိတ်ပါတယ်သူ့ဇနီးကိုလည်းခေါ်ထားပြီးအဲ့ဒီမှာရှိနေပါတယ်တွေ့ဆုံပွဲမှာပန်စုကသူ့ပေါ်ဖောက်ပြန်ပြီးဘော်စီယန်နဲ့ပူးပေါင်းကသူ့ကိုဖယ်ရှားဖို့ကြိုးစားခဲ့တဲ့သူ့ဇနီးရဲ့စရိုက်ကိုဖော်ထုတ်လိုက်ပါတယ်မာဖီးယားခေါင်းဆောင်ကလည်းပြဿနာကိုသိသွားပြီးပန်စုကိုမာဖီးယားအလုပ်ဆက်လုပ်မလားဒါမှမဟုတ်ထွက်မလားဆိုတဲ့ရွေးချယ်ခွင့်ပေးပါတယ်ထောင်ဟွန်းရဲ့ဝိညာဉ်ရှိနေတဲ့ပန်စုဟာအဲ့ဒီတွေ့ဆုံပွဲကိုရောက်လာပြီးနှစ်ချက်ကတဆင့်ညွှန်ကြားချက်တွေရယူထားပါတယ်သူဟာတကယ်ပန်စုရဲ့ညွှန်ကြားချက်ကိုကြားနေရတာဖြစ်ပြီးပန်စုကအလုတ်ကထွက်ပြီးသူ့ရဲ့ပထမဆုံးဇနီးဟောင်းစီကိုပြန်သွားဖို့ရွေးချယ်လိုက်ပါတယ်သူဘယ်လောက်ပဲဆိုးခဲ့ပါစေသူ့ရဲ့ပထမဆုံးဇနီးဟာသူ့အနားမှာနေပေးမဲ့တူလေးတော်သူဖြစ်မှန်းသူသိမြင်သွားပါတယ်သူ့အဆိုအရအဲ့ဒါကပဲမိသားစုပြန်ဆောင်ရမယ့်နေရာဖြစ်ပါတယ်သူရောက်ခမကသူ့ဆုံးဖြတ်ချက်ကိုနားလည်ပေးပါတယ်အဲ့ဒီနောက်ပန်စုဟာမာဖီးယားအလုတ်ကနေနှုတ်ထွက်လိုက်ပါတယ်သူဟာသူ့ရဲ့မိသားစုဟောင်းစီပြန်သွားပြီးမီဆွန်းနဲ့ဆက်ဆံရေးကိုပြန်လည်ပြုပြင်ဖို့ရည်ရွယ်ပါတယ်ပန်စုကသူ့ရောက်ခမအိမ်ကထွက်လာပြီးဒေါင်ဟွန်းနဲ့စကားပြောနေတော့မှပဲသူ့ရဲ့ဒုတိယဇနီးကသူတို့ကိုကားနဲ့ဝင်တိုက်ပါတယ်ဘာလို့လဲဆိုတော့ပန်စုကသူမရဲ့ဖောက်ပြန်မှုကိုသူမအဖေကိုဖွင့်ပြောလိုက်လို့သူမဒေါသထွက်နေတာကြောင့်ပါပန်စုနဲ့ဒေါင်ဟွန်းတို့ကိုဆေးရုံကိုအမြန်ပို့လိုက်ကြပါတယ်ဆေးရုံကိုရောက်တဲ့အခါဒေါင်ဟွန်းရဲ့ခန္ဓာကိုယ်ထဲမှာပိတ်မိနေစေဖြစ်တဲ့ပန်စုကယွန်းဂျုံကိုသူမငငယ်ကလေးကလူကြီးဖြစ်တဲ့အထိကြီးပြင်းလာတာကိုအတူတူရှိမပေးနိုင်ခဲ့လို့တောင်းပန်ပါတယ်မကြခင်မှာပဲသူတတိလစ်သွားသလိုဆေးရုံလမ်းလျှောက်လမ်းမှာရက်နေတဲ့ဒေါင်ဟွန်းလည်းတတိလစ်သွားပါတယ်ခွဲစိတ်ကူးမှုခံယူတော့မဲ့အချိန်မှာပန်စုရဲ့အိမ်မက်တဲကိုမတော်တဆမှုမဖြစ်ခင်ကသူတွေ့ခဲ့တဲ့ခောက်ဆွဲဆိုင်ပိုင်ရှင်အဖွားအိုရောက်လာပါတယ်အဖွားအိုကအခုတော့မင်းရဲ့မိသားစုကိုကောင်းကောင်းစောင့်ရှောက်ပါလို့ပြောခဲ့ပါတယ်ဇလန်းဆုံးမှာတော့ပန်စုဟာသတိမိမျောနေရကနိုးလာပြီး6လအကြာမှာတော့သူဟာမီဆွန်းသမီးယွန်းချွန်တို့နဲ့အတူစားတောက်ဆိုင်လုပ်ငန်းတည်ထောင်နေတာကိုတွေ့ရပါတယ်ဒေါင်ဟွန်းလည်းကြောင်းပြန်တက်ပြီးအနိုင်ကျင့်ခံရမှာကိုမကြောက်တော့ပဲသူ့ရဲ့နေ့စဉ်ဘဝကိုဖျက်ဆီးနေတာကိုမြင်ရပါတယ်ရုပ်ရှင်ကဒီနေရာမှာပဲပြီးဆုံးသွားပါတယ်ဒီရုပ်ရှင်ကနေကျွန်တော်တို့တည်ယူနိုင်တာကမိသားစုဆိုတာကျွန်တော်တို့ပြန်လာရမယ့်နေရာဖြစ်ပါတယ်ကျွန်တော်တို့မှာတငယ်ချင်းတွေအများကြီးရှိနိုင်ပေမဲ့သူတို့ကလာလိုက်သွားလိုက်ရှိနေမှာဖြစ်ပြီးမိသားစုကတော့အခြေအနေကောင်းသည်ဖြစ်စေအဆိုးရွားဆုံးအခြေအနေမှာဖြစ်စေကျွန်တော်တို့ရဲ့အနားမှာရှိနေမှာပါဒါအပြင်ဒီရုပ်ရှင်ကနေကျွန်တော်တို့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့မတရားမှုတွေရဲ့ဖိနှိပ်ခြင်းကိုမခံရအောင်ကိုကာကွယ်တဲ့ပညာကိုလေ့ကျင့်ထားဖို့အရေးကြီးတယ်ဆိုတာကိုလည်းသင်ယူနိုင်ပါတယ်ဗျာ